ကျွန်တော်တို့အနေနဲ့အခြေဥသာနောက်ပြန်ဆုပ်လို့ရမယ်ဆိုလို့ရှိရင်ပြန်လုပ်ချင်တာကျွန်တော်တို့တစ်ခါကျရင်ပြောလို့ရှိရဲ့စကားလုံးနဲ့ရှိရဲ့ဘာလဲဆိုတော့အကယ်လို့ဒီဟာတာမလုပ်ခဲ့ဘူးဆိုလို့ရှိရင်အကယ်လို့ဒီလိုသာမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်အကယ်လို့ဟိုလိုသာမဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ပေါ့နော်။ကျွန်တော်ဆီကမှပြောဘူးတဲ့စကားတစ်ခုရှိရဲ့မြန်မာစာမှာပေါ့နော်အကယ်လို့ဆိုတဲ့စကားလုံးကရှိouမရှိတယ်ဆိုပြီးတော့ဘာလို့ဆိုတော့အဲ့ဒါတကယ်မရှိဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်မိနေတာပါလဲဆိုတော့ကျွန်တော်မှအချိန်ကြီးအများကြီးရှိရလို့ကျွန်တော်ထင်တယ်။တကယ်တော့အချိန်ကြီးကအမြဲတမ်းကုန်နေတာဗျာ။ပြန်ပြီးတော့လည်းမရနိုင်ဘူး။အဲ့ဒါကိုပို့ပြီးတော့မြင်တောင်းလို့ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်ကျွန်တော်ကလေးလေးတယောက်စဉ်းစားကြည့်အောင်ကလေးလေးတယောက်ဆိုလို့ရှိရင်သူမွေးလာတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ပေါင်သားလေးရဲ့အချိန်မှာဟုတ်တယ်မ6ပေါင်တို့9ပေါင်10ပေါင်အဲ့ရနေပြီးတော့ကျွန်တော်တဖြည်းဖြည်းကြီးလာတဲ့အချိန်ကြလို့ရှိရင်6ပေ9ပေ4လက်မတွေအဲ့လိုအရက်အခြေကြီးတွေဖြစ်လာဟုတ်တယ်မအဲ့တော့ကလေးပစ္စည်းလေး area ကနေပြီးတော့ကျွန်တော်ဘလူးကြီးွားလဲပေါ့နော်အဲ့တိတိလေးကနေပြီးတော့ site အကြီးဖြစ်လို့ဖြစ်သွားလဲပေါ့အဲ့တော့ကျွန်တော်တရက်ပြီးသွားလို့ရှိရင်ည7နာရီဒေါင်းစာနဲ့တလက်မနောက်တရက်ဆိုလို့ရှိရင်တလက်မအဲ့လိုမျိုးကြီးွားလာဒါမှမဟုတ်လို့ရှိရင်တစ်လလောက်ပြီးတော့မှဒုံးဆိုပြီးတက်သွားတာတစ်နှစ်လောက်ပြီးတော့မှဒုံးဆိုပြီးတက်သွားတာမဟုတ်ဘူးလေဟုတ်တယ်မကျွန်တော်စက္ကန့်တိုင်းမိနစ်တိုင်းမှာတော့ကြီးနေရဗျာစက္ကန့်တိုင်းမိနစ်တိုင်းမှာကြီးရင်နေရအုံနေနေရဖြစ်တယ်ပြောင်းလဲမှုကပဲမပြောင်းလဲပဲနဲ့ဖြစ်နေရဆိုတဲ့ဟာမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်ဖုန်းတစ်လုံးဆိုလို့ရှိရင်လည်းကျွန်တော်ဝယ်လိုက်တဲ့အချိန်ကနေပြီးတော့သူ့မှာတက်တန်းရှိမှာပေါ့ကျွန်တော် maximum ဆိုလို့ရှိရင်3နှစ်တူ9နှစ်လောက်အဲ့အတော်အတွင်းမှာတော့3နှစ်လောက်သုံးပြီးတော့မှဒုံးနဲ့ဆိုပြီးတော့ပျက်စီးသွားတာမဟုတ်ကျွန်တော်3နှစ်ချင်တူကြတဲ့အချိန်လေးရှိမယ်ဖုန်းကိုအားကုန်ထီတုံးလိုက်တဲ့ဟာမျိုးရှိမယ်အဲ့လိုမျိုးအချိန်တောက်လျှောက်မှာကျွန်တော်လုပ်ခဲ့တဲ့ဟာတွေကတဖြည်းဖြည်းနဲ့ effect တွေဖြည့်ပြီးတော့နောက်ဆုံးမှာလုံးဝတုံးလို့မရအောင်ပျက်စီးသွားတာဖြစ်တယ်ကျွန်တော်ခုနပြောသလိုမျိုးဒီကလေးရဲ့ဥပမာလိုမျိုးဖုန်းရဲ့ဥပမာလိုမျိုးပြီးတော့ကျွန်တော်ရဲ့ကျမ်းမာရေးလိုပေါ့နော်ဆိုတော့ဒီဟာတွေကတော့အကယ်လို့မရှိဘူးလားဒီမှာပြီးတော့ကျွန်တော်တို့အချိန်ကိုနောက်ပြန်သွားလို့လည်းမရအောင်အဲ့တော့ကျွန်တော်အခုရှိနေတဲ့အချိန်အခုဖြစ်နေတဲ့ရနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချိန်ကြာလို့ရှိရင်တော့ဒီနေရာမှာသွားပြီးဆုံးမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်မြင်ထားပြီးတော့အခုအချိန်မှာတော့ဘာတွေပြင်ဆင်ထားလို့ရလဲကျွန်တော်အနားမှာရှိတဲ့သူတွေနဲ့ဘယ်လိုမျိုး time တွေ span လုပ်လို့ရမလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြင်ဆင်ထားတင်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောတဲ့ဟာမှာလိုအပ်တာလေးရှိနိုင်တယ်ဆိုတော့ဖြည့်တွေးပြီးမယ်လို့အားလုံးမျှော်လင့်ပါတယ်အားလုံးပဲ bye bye